လာစာထုတ်ရဲ့မှာဒီအချက်တွေကိုလုံးမိနေပြီလားကျွန်တော်တို့တွေလာစာထုတ်ပြီဆိုတာနဲ့တခုသွားစားကြမယ်တငယ်ချင်းနဲ့ရှောက်လဲကြမယ်ဒါမှမဟုတ်ရင်တခုဝယ်လိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေတွေးတတ်ကြပါတယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့မလုံတဲ့အချက်မကောင်းတဲ့အချက်တွေကိုဒီဗီဒီယိုထဲမှာပြောပြပေးစားပါမယ်နံပါတ်1လာစာရရနဲ့ပတ်စံချက်ချင်းသုံးပြစ်တာမျိုးတွေကျွန်တော်တို့တွေကလာစာထုတ်ရဆိုတာနဲ့ shopping day လိုမျိုးသဘောထားမိတက်ကြပါတယ်ဒီနေ့လာစာရတဲ့ဝယ်စားဝယ်မယ်အပြင်မှာမုတ်သွားစားကြမယ်ဆိုတဲ့အမားမျိုးကလူတိုင်းနီးပါးမှားနေကြတဲ့အမားတစ်ခုပါမလိုအပ်တာတွေအတွက်မသုံးဘဲနဲ့လိုအပ်တာအတွက်ပဲသုံးပါမဖြစ်မနေဝယ်ချင်တာမျိုးတွေရှိရင်လည်းအနည်းဆုံး24နာရီလောက်စောင့်ပြီးတော့မှဝယ်သင့်ပါတယ်နံပါတ်2ကိုယ့်အတွက်တကယ်လိုအပ်ပြီးတော့တကယ်သုံးရမယ့်ပတ်စံကိုမဖယ်ထားတာလာစာရပြီဆိုတာနဲ့တခြားအရေးမကြီးရဲ့ကိစ္စတွေမှာငွေကိုမသုံးမဲနဲ့ကိုတကယ်လိုအပ်ပြီးမဖြစ်မနေသုံးရမှာတွေအတွက်ကိုပဲအရင်ဖယ်ထားပါပြီးမှကြံတာကိုဆက်လုပ်ပါနံပါတ်3လာစဉ်ကုန်ကြစိတ်တွေကိုကြိုပြီးတော့မတွက်ထားတာလာစာဝင်တဲ့အချိန်မှာကို့မှာရှိတဲ့ဝင်ငွေကများတယ်လို့ထင်ရတတ်ပါတယ်တကယ်တမ်းကျအိမ်စရိတ်စားစရိတ်ကားကမီတာက Wi-Fi ကြီးစတဲ့အထွေထွေကုန်ကြစိတ်တွေကိုဖယ်လိုက်ရင်ကိုတကယ်သုံးနိုင်တဲ့ငွေကထင်သလောက်မများတော့ပါဘူးဒါကြောင့်ကုန်ကြစိတ်တွေကိုကြိုတွက်ပြီးတော့တတ်စီဖယ်ထားတင်ပါတယ်နံပါတ်4လာစာတိုးတိုင်း lifestyle မှာလိုက်တိုးတာလာစာကcotton သိန်းကနေ10သိန်းကိုတိုးသွားတယ်ဒါပေမဲ့အသုံးစရိတ်ကလည်း6သိန်းကနေ9သိန်းထိကိုတိုးသွားတယ်အဲ့ဒါဆိုရင်ကို့မှာရှိတဲ့ငွေကိုတကယ်စုရမယ့်ငွေရလည်းမများလာတော့ပါဘူးဒါကို lifestyle inflation လို့ခေါ်ပါတယ်လာစာတိုးလာရင်အသုံးစရိတ်တွေမကဘဲနဲ့ငွေစုတာနဲ့ယင်းနှိမ့်ညွန့်နှံမှုကိုပါထပ်ပြီးတော့တိုးပါနံပါတ်5လာကုန်ရင်ကိုယ့်ကိုစုချရဲဆိုပြီးတော့အကန့်အသတ်မရှိသုံးလိုက်တာကျွန်တော်ကဒီလအလုပ်လုပ်ရတာပြင်ပန်းတယ်ဆိုတော့လေအပြန်ကြရင်အဲ့ဒါလေးသွားဝယ်မလားလို့ကိုယ့်ကိုစုချတာ reward ပေးတာကပြဿနာမဟုတ်ပါဘူးဒါပေမဲ့လာကုန်တိုင်းပတ်စံသုံးကျင်တဲ့အကြောင်းပြချက်ဖြစ်လာတာမှပြဿနာပါအဲ့ဒါကိုဖြည့်ရှင်းတဲ့နီးလန်းက fan money သတ်မှတ်ထားတာမျိုးပါဘယ်လိုမျိုးလဲဆိုတော့ဒီလကိုယ့်ကိုစုချဖို့9000လောက်ပဲသုံးတော့မယ်ကွာအထက်တော့မကြော်ဘူးအဲ့လိုမျိုးပမာဏတစ်ခုသတ်မှတ်လိုက်တာမျိုးပါဒီလိုဆိုရင်ကိုယ့်ကိုပျော်ရွှင်အောင်လို့စုချနိုင်တယ်လို့ကိုယ့်ရဲ့ financial goal တွေကိုလည်းမထိခိုက်စေနိုင်ပါဘူးဒီဗီဒီယိုမှာအဓိကပေးချင်တဲ့ message ကတော့လာစာထုတ်တဲ့နေ့ဆိုတာပတ်စံသုံးရမယ့်နေ့မဟုတ်ပါဘူးပတ်စံကိုအကောင်းဆုံးစီမံရမယ့်နေ့ပဲဖြစ်ပါတယ်